ဒီနေ့ကျော်စိုးရဲ့ဟို PDF အုပ်ကူတွေပေါ့ဖနစီပြတဲ့ဓာတ်ပုံနဲ့ဒီကောင်ထပ်ပြီးပြောရတဲ့ဗီဒီယိုနဲ့ကိုတွေ့ဒီကောင်တွေကိုကျွန်တော်ဟိုဟာဖြစ်တာလက်ကလက်လောက်ထားတာကြာပြီဒီကောင်တွေသတင်းတွေလည်းမကြည့်ဘူးအဲ့လိုဆိုဒီကောင်တွေကပြောမှဆိုရင်ဘုံဘုံနဲ့ကောင်လေဘယ်မရှိတန်းမရှိတဲ့အတွက်ဒီကောင်တွေကဖတ်မတော့တာဘာအစင်တန်းမှလည်းမရှိဘူးဘာဘုံဘုံရတယ်အစင်တော့လည်းရုပ်ကလည်းစာလေးကောင်ရုပ်နဲ့ဘာရုပ်မှမကောင်းတယ်ကောင်မင်းတို့မပလိန်ကျင်ဘူးငါမတန်ဘူးငါအစင်လည်းမတန်မင်းလောက်ရကလွန်သွားလို့ထွက်ပြောတာနိုင်ငံရေးခင်းချင်းဖြစ်နေပြင်မာတွေ့မင်းတို့ကောင်တွေကိုကြီးကြာမင်းတို့အမနောက်ဘောတော့ကောင်ရှိသေးတယ်ရုပ်တွေကဟိုပါလေအကြံဖတ်မျိုးလုံးတခိုးမျက်နှာကလင်ကကြစ်လီတန်တဲ့ကောင်ကြီးအကောင်ကြီးမင်းတို့ငုံတဲ့ဘောအရောဘောမဟုတ်ဘူးပြောရင်ခေါင်းကြီးမင်းတို့တေချာတဲ့ဆန်းကြီးကိုဘောကုံတော့ဘယ်နှဆင့်တော့ဖမ်းငုံထားတဲ့ဗဇက်မျိုးတွေတည်းမသိဘူးတိုးလိုက်ပြန်နေမဖိတပိဘောလှမ်းကုံလို့မင်းတို့ကောင်ကြီးကြံဖတ်ပြီးကုံယူမှငါဘယ်ဘာငုံလာရဘယ်ဘာနေပြီစောက်သုံးမချဘူးရိုးရိုးလေးကကိုကြိုးပဲကိုကြည့်တာမင်းတို့လည်းကိုကြိုးကြည့်လို့ဒီငုံတော့ဒီငုံတော့ဒီအရေးဝင်တော့လေမင်းတို့ကောင်ကြီးကိုကြိုးပဲကြည့်တော့မှာဒီတိုင်းပေါ်ကနေပြီးတော့ပေါက်ပန်းလေးတွေလက်လျှောက်ပြောပြီးတော့ပြည်သူလူထုကစိတ်ခတ်တည်တယ်တရေအမှားပြီးသေးတယ်မင်းပြည်သူလူထုစိတ်ခတ်တာမဟုတ်ဘူးမင်းကစစ်တပ်ထဲမှာဘာမှမတိအောင်လှုပ်ထားတဲ့ကောင်ကြီးရဲ့အောက်မှာနေနေအောက်ဆွဲကောင်ကြီးကိုအစစ်သားဟွာလက်နက်ကန်စစ်တိုက်တဲ့ကောင်ကြီးအဲ့ဒီကောင်တွေကိုစိတ်ခတ်တာမင်းအဲ့ဒီကောင်တွေကိုချနေတာကျော်စုသူများအသက်နဲ့မထမင်းစားရတယ်လိပ်ပြလို့ငါပြောပြလိုက်မယ်မင်းတအားစစ်တပ်ကိုချစ်နေအခုအဲ့တိုက်ဝဲမှာမင်းတို့တေသွားတယ်မင်းတို့စစ်သားတွေရှိတယ်တေသွားတဲ့စစ်သားရဲ့ gratuity ပင်စင်တွေသူမိသားစုခံစား권နေရှိတယ်မရဘူးမင်းတို့ပြောအဲ့မင်းတို့အဲ့မျိုးကြတော့မပြောဘူးဟိုအောက်ကျဘာမှမသိတဲ့စစ်သားတွေတွားပြီးတော့သူတို့အသက်တွေကိုချနေမင်းတို့ရက်တီတော့လုံနေတာခင်ဗျားတို့အဲကြော်ဆိုးနားထောင်နေကောင်နေခင်ဗျားအဲ့ဒါတွေပြောမတီနဲ့စစ်သားရရှိတယ်မင်းပြောရင်ငါပြောတဲ့ဥစ္စာကိုမင်းသွားလှုပ်ကြည့်သွားမင်းအဲ့ဒါကိုဝေဖန်ထောက်ပြကြည့်ပြောကြည့်ပါလားမင်းတို့ဘာတွေဒီဟာဒီလိုတို့မရသေးပါဘူးပြောကြည့်မင်းကိုယ်တိုင်တစ်ထိပ်နှစ်ကွင်းလစ်လိုက်တော့အနည်းဆက်ဆုံးထောက်အဲ့မင်းတို့ကောင်မျိုးကစစ်တပ်မှရမင်းတို့ကောင်မျိုးဖမ်းပြီးရင်ရောထောင်အောင်ချင်းတိမရအောင်သဘောပေါက်လားအဲ့ချုပ်ထဲမှာနေမင်းတို့ကောင်မျိုးကအဲ့သပင်မွေးတစ်ချောပဲကြောင်ဆွမ်းထုတ်လိုက်ပါကြောင်တော်လုံးနဲ့အဲ့ဒါပါမင်းပြောတဲ့အချိန်မှာပါသေးတယ်ပါလေဆရာတော်တန်ဃာတော်တွေရုပ်တံကြည့်ပြီးအာဃာတော်ပြောတယ်မင်းတို့ရုပ်ကိုမြင်နေရအာဃာတော်ကပြည့်နေပြီဟိုမတိပတာနဲ့သူချက်နေကိုကြည့်အောင်ဆရာတော်တန်ဃာတော်တွေရှော့ပြီးတော့အလွယ်သုံးစားလုပ်ချင်တယ်ပေါ့ဒီနေ့ထမင်းနှစ်နက်စားရဖို့အရေးကြောတကင်းသာအေးရဖို့အရေးကိုလိုလို့လိုက်တော့အဲ့ရောလိုလို့လားမင်းပြောလိုက်တဲ့စကားတော်တော်များများအသက်တွေအများကြီးပါသွားတယ်我ပြောရပါအုတ်ကူကြီးကျွန်တော်ရှင်းရပါကျွန်တော်ရှင်းရအောင်မင်းဘာကောင်မင်းဘာကောင်မို့လို့ရှင်းရမှာမင်းဘာကောင်မို့လို့ဒီအုတ်ကူရှင်းရမှာမင်းဘာကောင်မှမဟုတ်ဘူးအဲ့ကောင်ရဲ့လောင်ကြီးတော့ဖြစ်မှာကွာကဲဟုတ်ပြီတင်ချိုင်ကိုနေရာမှာရှိတယ်ကွာရှိရမယ်ကွာအဲ့ဒါကြတော့မင်းတို့အဲ့တင်ချိုင်ကိုမင်းတို့နေပြီးတော့ရွှေ့ပေးလိုက်မကောင်းလားဟမ်ဒါငါတို့တော်ရဲကောင်းနေတင်ရိုင်ကုန်သူပြီးတော့ဟမ်လောက်ရဲတာတမိုင်းတော့ကိုကြိုးစားနေကောင်းနေမင်းတို့ကတင်ရိုင်ကုန်တော့လောက်ခွင့်မပေးတဲ့ကောင်းနေလောက်ခွင့်မပေးရတဲ့ကောင်းနေတင်ရိုင်ကုန်တော့လောက်ခွင့်မပေးရဘူးမင်းတို့လူအရှင်ကြီးတို့လည်းမင်းမပြောတော့နဲ့တီရီတဲ့အယိုးတော့ဘာမှပြန်မလုပ်နိုင်တဲ့သူတွေတော့မှပဲမင်းတို့တင်ရိုင်ကုန်တော့တမလောက်ခွင့်မပေးရတဲ့ကောင်းနေမင်းတို့ဘာတွေပြောတယ်ပါလဲငင်းငင်း NC လက်မှတ်လာထိုးပါလက်နက်ကိုင်းကျိုးစိုးတွေပါတယ်ကျိုးစိုးနဲ့တင်ញိုင်ကိုရွှေ့သွားလိမင်းတို့နေပြီးတော့မှငါတို့ဒေါ်လာနဲ့ကောင်တွေတခါတခါပြတာပါလားဘာလို့ဖြတ်လဲမင်းတို့ပြထားလေးတယ်အဲအုပ်ကိုရွှေ့ပြတာဝิญဉ်တွေပါခေါ်ပါမင်းတို့နေပြီးတော့ဒါကောင်းကောင်းအေးရမယ်ထင်လို့လားဝิญဉ်တွေလာပြီးမင်းတို့ဒေါ်လာလိုက်မယ်ပါလေငါတို့ကမင်းတို့ရဲ့အနေနဲ့တော့ထားမခံချမင်းစစ်ဝင်တိုက်လိုက်ပါလားရောစစ်တပ်တွေဝင်ပြီးတော့ဟမ်
ဒါလောက်တော့ဇာတိဒီဇာတိမှတက်ကြနေမင်းတက်ရွယ်နေတော့ရောက်ရေး DSC လည်းမမီတော့ဘူး DST လည်းမမီတော့ဘူး ODS လည်းမရှောက်လို့မရတော့မင်းဝင်ချင်းအခြေခံတင်နိုင်ဝင်လို့ရတယ်ပြီးသူစစ်မှုတန်းဥတွေနဲ့ဝင်လို့ရတယ်စစ်ဝင်တိုက်တယ်စစ်တပ်ကြောင်းတော့မသိသွားမယ်စစ်တပ်တဲ့ရောက်တယ်ဝင်ကြည့်ပါလားမင်းတက်ရွယ်တော့ရသေးတယ်ရောက်အခြေခံနဲ့ရဲဘော်လုပ်လို့ရသေးတယ်စစ်ဘူယူနေကြလားမထားဘူးချပါစေမင်းစစ်ဝင်တိုက်လိုက်လက်နဲ့ကန်လိုက်စစ်စင်ရေးနေပြီတကူကျွန်တော်သွားပါမယ်ရွချွန်တိုက်ပါမယ်သူပြီးတော့ volunteer နဲ့ဆန္ဒပြုလိုက်ဒါပါမှာကွာမင်းတို့ရဒါပါမှာနော်တင်ပြလို့ရတဲ့ဒါပါကြီးမှာဆန္ဒပြုလိုက်မင်းတို့ပေါက်ပါမယ်စစ်တဲ့ကြောင်းမင်းသဘောပေါက်သွားမယ်ငါကောင်မင်းစစ်တဲ့ဝန်ခိုင်းတော့ငါမားသွားတယ်ကျွန်တော်ခကြီးလေးသွားတော့ကိုလည်းနာပြီးတရင်မရနိုင်ဟုတ်လား9မိုင်မနာတန်းလို့မိုင်30လို့10မိုင်လို့ဆိုရင်မင်းတို့ကောင်မျိုးကိုတက်သေးဝါနိုင်တဲ့နေသားမျိုးရှိတယ်သိလားဖြတ်တန်းကြီးအဲ့ဒီဘဝတွေဖြတ်တန်းကြီးနော်မတိပဲနဲ့အပြင်ကနေပြီးတော့လေနဲ့ကိုအနေစားချောင်းကိုယူလက်လျှောက်ပြောနေပေါ့စစ်သားတို့ကောင်ကြီးပြောပြအောင်အဲ့ကောင်နားလဲအောင်မင်းတို့တတ်နေတဲ့ကောင်ကြီးအခုတော့ခကြီးသွားတော့ကိုလည်းကြိုက်နေတာဆိုရင်ကွာမင်းစဉ်းစားကြည့်ရှီတန်းမှာကျွန်တော်ရိုးချိုတိုက်ပါမယ်ဇာတိလေးဇာတိမှာတက်ကြပြီးမထားဘူးဆိုတော့စစ်တပ်ရဲ့မြတ်ထင်းလို့နှာခေါင်းမှာထဲထိုးနေမယ်ဟိုတိုးတဲ့ဟိုထဲထိုးတဲ့ကျွန်းရဟိုအဝေးသေးရောက်သွားတယ်အဲ့လိုကောင်မျိုးသာစစ်တိုက်ကန်တော့တေးကြတယ်မျိုးရှုံးပါပဲရောက်နေမင်းတို့အများကြီးမစဉ်းစားနဲ့မင်းတို့အများကြီးမစဉ်းစားနဲ့မင်းတို့အများကြီးစဉ်းစားရင်မင်းယူပါနဲ့တဲ့လားအဲ့လိုကောင်မျိုးတွေမင်းတို့များများခိုးွယ်နော်အေးဟုတ်ပါပြီကိုကျခင်ဗျားမာဂန်ဘရိတ်တပ်ပါတော့ကျွန်တော်နဲ့စစ်လေးတွေတော့လာတိုက်ကြည့်ပါမင်းတို့ခေါ်ကြည့်ပါအဲ့ရစစ်သားတွေခေါ်တယ်ငါမင်းတို့တတိဖိတာနော်မင်းတို့ကောင်တွေသတ်နေတာအဲ့ကောင်တွေအားတို့ကမတတ်ဘူးမင်းတို့ရှင်သေးရှင်တို့ဒီပြီးတန်းနေပေးနေတာနော်တနေ့ချပါနေဝင်ပါလက်ကားပြောတယ်မသေမစိုးလို့မင်းတို့ရှိတဲ့နောင်တော်ကြီးသေဝမ်းနောင်တော်ကြီးလည်းပေးကြည့်အောင်ပြီးသားသူတွေကိုgratuity ပြင်ရောရတာကိုကျော်စိုးကြီးကလှုပ်ပြီးတော့ကျွန်တော် gratuity ရပါတယ်ပြင်ရပါပါစစ်သားငါ့ကိုပြနားလည်းမထည့်ဘူးဒီကောင်လေးမင်းတို့တတ်ပြီးသူတို့ဘဝကိုတိဆောက်နေတာအဲ့ကောင်လေးနော်မင်းတို့နားလည်းတည်ပြီနားလည်းတည်ပြီပြောနေခင်ဗျားတို့ကြည်ကျင်လာစရာကြီးတို့ပါတော့ရင်နာမှာရောက်ရေးမင်းတို့ကောင်နေရင်နာမှာရောက်ရေးအဲ့ဒီကောင်နေတွတ်ကြည့်ပြီးတော့ဟုတ်တယ်သူပြောရမှလည်းသူကနှောက်တန်းမှာအဲကွန်ထဲမှာအေးအေးစီပဲတနေ့သတင်းသဖို့တော့ရတယ်ကိုလည်းနိုင်မရိုက်ဘူးကိုဒီလက်တွေနိုင်ရင်သတင်းမရိုက်ဘူးမင်းတို့ကိုလက်တွေနိုင်ရင်အစမတိုက်လို့ရတယ်လမ်းမလျှောက်လို့ရတယ်ပြောရရှင်းနေရနော်မင်းတို့ကောင်နေစဉ်းစားကိုရန်ရအစမတိုက်ဘူးစစ်တိုက်နေတဲ့ကောင်တို့လက်ကားတက်အသေးခံခိုင်းနေတဲ့ကောင်အဲ့ဒီကောင်ကမင်းတို့စစ်သားတွေအကုန်စစ်သားကောင်တွေအဲ့ဒီကောင်တွေမင်းတို့အစိတ်ခန့်နေတာမင်းတို့တတ်နေတာအဲ့ဒီကောင်တွေနော်မင်းတို့တတ်နေတာအဲ့ဒီကောင်တွေအကြက်ဖက်မျက်လုံးတခိုးမျက်နှာကလေးကြီးကြည်လီတန်တဲ့အကောင်တွေမင်းတို့တတ်နေတာဘယ်ကောင်မှမတတ်ဘူးနော်တရင်လေးပါတဲ့ကြည့်ကြအောင်ဘယ်တော့ပဲပြောမယ်